မြန် rookie ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုတော့ Safari ဥယျာဉ်တွေကိုအလဲရောက်နေဖြစ်ပါတယ် Safari ဥယျာဉ်ကသူတို့တွေမှာရှေ့တရိတ်ဆန်နေရတယ်ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းနေဆိုလို့ဒီနေ့ကျတော့ကျွန်တော်ရောက်လာခဲ့တာဖြစ်ပါတယ်ကဲဒါဆိုရင်ဖေးဒီဥယျာဉ်မှာဘယ်လိုတရိတ်ဆန်နေရှိမလဲဆိုတော့ကျွန်တော်နဲ့အတူလိုက်ကြည့်အောင် let's go baby ကဲကျွန်တော်ဒီ Safari ဥယျာဉ်ဝင်ပေါက်နားမှာပေါ့နော်ဒီ Safari တရိတ်ဆန်ကိုလက်ပတ်ဖို့တော့ကားလေးတစ်ခါထားထားပေးပါတယ်ဒါကတော့ကျွန်တော်တို့အဲ့လာဆော်တဲ့သူတွေတော့ကတော့စောင်းရမ်းကောင်းတယ်လို့ကျွန်တော်မြင်မိပါတယ်ကဲကျွန်တော်တို့တော့ပြလေပဲလိုက် let's go bro okay တော့ရကျွန်တော်ပထမဆုံးဘယ်နေရာသွားမလဲဆိုတာကတော့မသိသေးပါဘူးပေါ့နော်ကျွန်တော်တို့အဲ့ဒီ map ကိုသွားပြီးကြည့်ရမှာဖြစ်ပါတယ်အားရဒီနေ့ပါကြောက် what the fuck နေကြောက်ညနေHey bro ဒီမှာဒီရှိကကြံ့ကြီးလားမသိဘာကြီးလားတော့မသိဘူးကျွန်တော်တွေ့လို့အဲ့ဒီတဲဝါလေးချစ်ဖို့တော်တော်ကောင်းတယ်ပဲသိလားဒီတဲဝါလေးနဲ့တော်တော်ချစ်ဖို့ကောင်းပါတယ်အဲကြောင့်ကျွန်တော်မြင်ခဲ့လို့ကျွန်တော်ဓာတ်ပုံလေးရိုက်လိုက်ပါတယ်ခင်ဗျာကဲဓာတ်ပုံလေးရိုက်လို့ပြောပါပြီဒီလားကျွန်တော်ဒါတော့ဖြုတ်လို့မရဘူးပေါ့နော်သူကရိုက်ပွားရင်ဖြုတ်လို့မရဘူးโอเคဒါကျွန်တော်တို့တွေနောက်တဲ့တရိတ်ဆန်တွေကတော့ရိုက်လို့တော့မရဘူးလို့ကျွန်တော်ထင်ပါတယ်အဲကျွန်တော်ဖြုတ်ကြည့်တာအောင်ရလာတော့မသိဘူးဟုတ်လေကွာ။အော်ရ။ Okay ဒါဆိုကျွန်တော်နောက်တော့တရိတ်ဆန်နေစီသွားကြမယ်။ဆိုတော့ဒီနားမှာလမ်းမှာကျန်းတဲ့ကောင်ထွက်နေတယ်ကျွန်တော်ရိုက်ခဲ့တဲ့ကျန်း။ကျွန်တော်တို့ချစ်ဖို့တော့ကောင်းပါတယ်ဒီကျန်းလေးရတယ်။ပြီးတော့ကျွန်တော်ဒီမှာလမ်းကူဖို့အတွက်တရားလေးလည်းလုပ်ပေးထားတယ်ဒီမှာကစော့ရတာသူတို့တန်တယ်ပြဝယ်ရတဲ့ဈေးနဲ့ပြီးတော့လှနေရမယ်ကောင်းကင်ရတယ်အဲကြောင့်စော့ရတာသူတို့တန်ပါတယ်ပြီးတော့မှတရန်နဲ့ဒီတိုင်းတွေတရိတ်ဆန်ဆုံးတော့အားဆုံးမဲ့သူတွေတော့ကွန်မန့်ပေးပါတယ်စောဖို့အတွက်ဘယ်ကကျွန်တော်တွိုင်းနဲ့ကျွန်တော်ဝိရရွာလိုက်ပေါ့နော်အားကြောင့်ကျွန်တော်မြန်မြန်လေးတွားလိုက်ပါတယ်ဒီနောက်တစ်ခုကဘယ်နာကိုတွားမလဲဆိုတော့ကျွန်တော်မြေပုံတော့မကြည့်ခဲ့လိုက်ရအောင်အားကြောင့်ကျွန်တော်မြေပုံတွားပြီးကြည့်အောင်ပေါ့နော်မြေပုံကဒီရှင်းနာမှာရှိရလို့ပြီးပါတယ်အားကြောင့်ကျွန်တော်တွားကြည့်လိုက်ပါတယ်မြေပုံကဲကျွန်တော်နောက်တဲ့ကောင်လည်းထပ်တွေ့ပြန်ပြီပေါ့နော်ဒါကဒီမြင်းလာကြံ့လာတော့မသိဒီကောင်ကြီးကကျွန်တော်လည်းမခွဲတတ်ဘူးသိပြီတော့အော်ဟိုးစင်နေ elephant ဟိုစင်လာဟုတ်ပါဘူးအော်ဟုတ်တယ်မစင်ကြည့်လားဒါပါလို့ဒါပလာလို့အားလုံးတူရှင်းနေပြီဒီကောင်ကြီးအိုးရှင်း elephant ကြီးရယ်ဒီ elephant ကြီးရယ်ဒီကျွန်တော်ဒီရေထဲတွားကြည့်လိုက်အောင်နော်ရေထဲမှာဘာရှိမလဲမသိဘူးတွားကြည့်လိုက် let's go baby ဟိုကျွန်တော်ပြောတာမဟုတ်ဗျဒီမှာဒီကင်းရှုပ်ကင်းဟိုကြည့်လိုက်စောင်းရမ်းလာပြီးတော့မိုးကလည်းရွာတောင်းရမ်းနေထူနေဆိုစောင်းရမ်းကိုလာတာဗျာကျွန်တော်အပြောမဟုတ်အိုးဟိုဒိုင်နိုဆောမျိုးကဘာလာတဲ့ကောင်ဟိုညလာပြီညလာဒိုင်နိုဆောတော့တူတာအော်ဟိုဘာဒီကောင်ဘာလဲမင်းနဲ့ဗါလေအဲ့ကောင်ကမင်းနဲ့ကွာထားလိုက်ပါကျွန်တော်အဲ့ကောင်ဒီမှာထားလိုက်ပါမယ်ကဲကျွန်တော်ကန်ပြန်ကက်ပြီးတော့ကျွန်တော်ကောင်းကောင်းတဲ့ဘာလေးတွားပြီးလေ့လာပါမယ် let's go ဘယ်ထိုးစမ်းနေကြားဘယ်လိုဖြစ်ပြီးတော့ကြားအမှန်ကြီးဆိုဒီလိုကုန်းပေါ်ကြီးမှာရှိရမှာလေဗျာမကြည့်လိုက်ဒီလိုမျိုးကုန်းကြီးမှာရှိရဘယ်လိုဖြစ်ပြီးတော့ဒီကြားဒီအောက်ရောက်သွားဒီကကြည့်ရဒီကြားကျွန်တော်တို့အိမ်ချိုးနေတယ်မှာကြားကုန်းမှာနေရရင်းလာလို့ရေထဲမှာသွားပြီးသွားချိုးနေဆိုပါတယ်ဒီကျွန်တော်တို့တရိတ်ဆန်နေသွားပြီးလေးလာအောင်မယ် let's go ဒီမှာတော့စင်နေကောင်တွေ့ပြီပေါ့နော်ဒီစင်ကတော့နာစင်နေတဲ့နည်းပူကြီးနေသလားလို့ကျွန်တော်သွားပြီးစကြည့်တာလေဘာဖြစ်မလဲဟိုရိုက်လုံးရအောင်ကွာ oh shit ကျွန်တော်သွားပြီး oh no ကျွန်တော်သွားပြီကားမြင်မောင်းကျွန်တော်သွားပြီဟိုကြောက်သွားပြီးဆွမိလို့โอเคကျွန်တော်မြန်မောင်းပါဒီကောင်လေးရတယ်သူ့သွားပြီးစလို့မရအောင်စရတယ်တန်းလုံးမယ်ဆိုတော့ရွေးစိတ်နဲ့ကောင်းတယ်ဒီကောင်လေးကဲဘရိုဒီမှာစာဖာတွေဥယျာဉ်မြေပုံပေါ့နော်ကျွန်တော်ရှင်းနေတာဒီနေရာပေါ့နော်ဒီညားလေးထောက်တာဒီနေရာဒီတဲ့သွားရင်ဒီအနီအောင်ကျွန်းကြီးတောင်းပါနော်ဒီတဲ့ဆိုတော့ကျွန်တော်ဘယ်လိုသွားမလဲဆိုတော့ဒီရွေးကိုပွေသွားမှာနော်ကဲကျွန်တော်ဒီနီအောင်ဒီဘက်တွားပါရေးအဲကြောင့်ကျွန်တော်ဒီအနီအောင်ကျွန်းကိုဆက်ပြီးတော့ခီးဆက်ပါမယ်
မိုးကလည်းပြမိုးကြိုးကလည်းမိုးကလည်းရွာမိုးကြိုးကလည်းပြည့်ဆိုတော့ကျွန်တော်တို့တွေသွားလာတာတော့နည်းနည်းတော့ခက်ခဲတယ်ပေါ့နော်ဒါသူတို့ရဲ့သူတည်တနာပြတိုက်ထင်တယ်ပေါ့နော်ကျွန်တော်အဲ့ဒါရောက်နေတယ်ဒုံးကြီးရိုက်ဟိလိုက်ပါမယ်ဟောကင်မရာချလို့မရဘူးပေါ့နော်အဲ့ဒါကျွန်တော်ဒုံးရိုက်လို့မရဘူးဒီတည်တနာသူတည်တနာပြတိုက်မှာလည်းတော်တော်လေးတော့စုံတယ်ဒီတဲဟာတွေအကုန်လုံးမြန်ပြထားရတာမသိဘူးအဲ့ကြောင့်ကျွန်တော်ဒီသူတည်တနာပြတိုက်ခဏလောက်ဝင်လာခဲ့တာပေါ့နော်ကဲကျွန်တော်တရိတ်ဆန်ထည့်ပေးတာပါမယ်ဘုမကျွန်တော်ဟိုမှာတက်လာအဲ့ဘာငတ်လေးတယ်အဲ့တန်လေးအင်းငတ်တန်လေးရလဲချိုးမြိန်တာပဲနားထဲမှာကြားရတယ်ဒီဆာဖာရီဘောကတကယ်မသိညာတကယ်ဟိုကဘာကြီးတွေကိုရောက်သွားလို့ပဲကျွန်တော်ခံစားအားကြောင့်မို့ကျွန်တော်ဒီဘောလာဆော့ဖို့တော့ကျွန်တော်အကြံပြုချင်ပါတယ်ဒီရှိမှဆိုရင်လည်းကျွန်တော်တို့တွေဒါဟိုဒါဒေါင်းပုံစံလေးတချင်းဖွင့်လို့ရတာလေးပေါ့နော် Southern Cassowary. Okay. Also known as a ကျွန်တော်ဒါကူးနေတာကျွန်တော်ကဟိုကားနဲ့သွားလို့ဘာလို့တိတ်ပြီးတော့ဒီဘောမကြလို့ကိုယ့်ကိုလမ်းလျှောက်ပြီးတော့သွားလိုက်တယ်ပေါ့နော်ဒီဆုံးတော့ကျွန်တော်ဒီမှာတိတ်လိုက်ဆိုရင်ဒီနားမှလားမသိဘူးတိတ်လေးကျွန်တော်တွေ့ရရောက်ပါအဲ့ Oh shit Oh no Oh shit ကျွန်တော်ပြီးမှရတော့ကြောက် Oh no ကျွန်တော်ကြောက်ကောင်ဒီကောင်နဲ့မပြောင်းသွားသူတို့လမ်းကြောက်ပါကဲဒီဆာဗာတွေဘောကတော်တော်ဆော့ဖို့တော့ကောင်းတယ်ကြောက်ဖို့လည်းကောင်းတယ်ကြော်ဖို့လည်းကောင်းပါတယ်ဒီအထဲမှာဆိုရင်လူတွေပါလေးထည့်ပေးထားတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်စာဆော့ဖို့တော့အကြံပြုချင်ပါတယ်ဒီအောက်ကျွန်တော်ဆိုတော့ကုန်းပေါ်မှာကြည့်ရအောင်မျိုးဒီဘောမှာလာကြည့်ရပါရှိတယ်ဆိုဒီမှာခရုလေးပါလေလားမသိဘူးဒီကောင်လေးတော့တွေ့ရဲ့ချစ်တော့ချစ်စရာလေးပါလေတဲ့တော့မသိဘူးတဲရတယ်ဒီကျွန်တော်ရေအောက်တွေဘာဆက်ရှိမှထပ်ပြီးတော့သွားကြည့်အောင်ပေါ့နော်ကျွန်တော်ကုန်းပေါ်မှာတော့လေးလာလို့အားရအောင်ပါပြီဘယ်ကျွန်တော်လေးရကြည့်ရဒီရေအောက်ထဲမှာတော့ဘာတရိတ်ဆန်မှာတိတ်ပြီးတော့မွေးထားမှမသိအော်ဟောဘာလေးလဲမသိဘူးနေမိုက်လေးနဲ့ငမဲ what the fuck ဟိုငမဲနေရ oh no ငမဲနေတာမပြီးဆိုတော့ချာကြည့်အောင်အော်လက်ပိုင်းလေးနေမိုက်လေးရှိရယ်ငမဲနေရဒီကောင်နေသားနေလို့ပဲနော်အော်နေမိုက်နေကဲနေမိုက်နေလည်းရှိရယ်ဆိုတော်တော်လေးတော့ပြေးတော်နေပြီဒီဘောကတော့ဟိုမှာလဲဟိုကြက်သူရွေးအမကျတူရွေငတ်လေးတွေတွေ့လားအောက်မှာလည်းလင်းမိုင်လေးနဲ့ဆိုတော့ဒီတော့ချစ်ဖို့ကောင်းနေကဲဒီမြက်ပင်လေးတွေကလည်းစပားပင်လေးကြာတာဒါဆိုရင်တော့မြင်းနေပေါ့နော်ဒါရှိရအိုးမြောင်းဝင်ကြီးတွေဒါမြောင်းဝင်ကြီးဟိုကကြတော့ဟိုကမြင်းလားမသိဘူးဗါလားမသိကျွန်တော်အော်တယ်မြင်းနဲ့တူတယ်ဒါဇီဘရာနဲ့တူတယ်ဒီထဲမှာအများကြီးပဲဗျပြောရမယ်ဆိုရင်တော့အများရှိရဟိုရှေ့မှာရေအိုရှင်မိုနီမိုင်ရဲ့အကောင့်ကြီး what the fuck အိုရှင်မိုနီမိုင်ရဲ့အကောင့်တွေပါရှိဟာတော်တော်လေးတော့မိုက်ဒီထဲမှာသူကမောတယ်မို့အိုရှင်မိုနီမိုင်ရဲ့အကောင့်တွေမှာထည့်ထားတော့စော်ရင်တော့လမ်းတယ်လို့ပြောရမှာပေါ့နော်ကဲဒီမက်လေးကိုစော့ချင်တယ်ဆိုရင်တော့ကျွန်တော်တို့တွေလာပြီးတော့ပြောပြီးပေါ့နော်ကျွန်တော် description မှာလမ်းပြီးတော့လေးချပေးပါမယ်အားလုံးပဲကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့ကြတဲ့သူတွေအားလုံးကျွန်တော်ဒီမှာပဲနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြီးတွေ့ပါအောင်ကျေးဇူးတင်ပါတယ် bye bye